Hello everyone အားလုံးပဲမင်္ဂလာပါ Healthy Shop ရန်ကုန်စားနေပြီးတော့ပြန်လည်ကြိုဆိုပါမယ်ဒီနေ့မမေပြုလုပ်ပေးသွားမယ့်အစီအစဉ်ကတော့မမေတို့ရဲ့ Healthy Shop product တွေကိုမမေတို့ကိုယ်တိုင်ကိုယ်စားသုံးပြပြီးတော့ဒီ product တစ်ခုရဲ့အားနည်းခြင်းတွေအားသာခြင်းတွေပြပြမယ် review စီစဉ်လေးရှိပါတယ် review စီစဉ်ဖြစ်ပါတယ်ဒီ season လေးကိုတော့တစ်ပတ်တစ်ခါမမေတို့ပုံမှန်လေးအလုပ်လုပ်ပေးသွားမှာပဲဖြစ်ပါတယ်ဒီနေ့မမေပါလေး basking care လေးကိုအားလုံးတို့အသုံးပြုပေးသွားမယ်ဆက်လက်ပြီးထောက်ပြပေးကြပါဦးနော်ကဲမင်းဒီနေ့အတွက်လုပ်ပြီးမဲ့ skincare product လေးရတော့မင်းတို့ရဲ့ Healthy Shop ရဲ့နာမည်ရန်ကြီးရဲ့ Healthy Shop Essential Toner ပဲဖြစ်ပါတယ်အားလုံးမင်းနဲ့တူတူ Essential Toner လေးစမှကြမ်းကြအောင်နော် Hello မင်းခုတော့မျက်နှာတက်လာပြီမအားလုံးမြင်တဲ့အတိုင်းပဲရှိညာလေးရှိနေပေါ့နော်မင်းရဲ့ skin ကဒီတိုင်းပဲဆိုတော့လေမင်းက lotion ရှင်နဲ့ဆိုမျက်နှာတက်လာခဲ့တယ်ဆိုတော့အရင်ဆုံးဖြည်းပြောင်းတော့လိုက်မယ်ပေါ့နော်ခဏလေးဆောင်ပါဒီကောင်ကြောင်လာရပါတော့ပြီးရင်မင်းတို့ကဘာလို့မျက်နှာတပီချင်းတုံးတာတောင်းလို့လဲပေါ့နော်မင်းတို့မျက်နှာမှာအရင်ကြီးရှိတယ်မင်းတို့က foundation တုံးတာလည်းကောင်းမင်းတို့ skin care လုပ်တဲ့ခါမှာလည်းကောင်းမင်းတို့ကနောက်ဆက်မှာ sun cream ရရင် sun cream လည်းကောင်းလို့ပဲဖြစ်တယ်ပြီးရင်ဒီပြန်ပါလာနေနေပြီးဖော်မှုတွေကဒီ sun cream မှာတော့ပြီးတော့ပြန်ကတ်နေလေးရှိရပါတော့အဲ့တော့ဒီညစ်ကြေးတွေကိုညအိယာအောင်ကနေမှာဆေးချဖို့ဆိုအရင်ရေးပါတယ်ဒါမှမဟုတ်မင်းတို့မနဲ့အိယာထားဆိုမျက်နှာတက်တယ်မျက်နှာတက်လို့ရှိရင်မင်းတို့တစ်ခါပြန်ပြီးတော့ဒီတိုနာလေးပြန်တောင်းလို့ရတယ်ပေါ့နော်ဒါမှလည်းမျက်နှာနေပြီးတော့ဒီတိုနာကဒီ skin care နောက်ကအဆင့်တွေကိုအစောကလုပ်ဖို့နေပြီးဥပမာမင်းတို့စီရထားတော့တော့လည်းကောင်းဒါမှမဟုတ်လို့ရှိရင်မင်းတို့က moisturizer ထားတော့မို့တော့လည်းကောင်းလို့အဲ့လိုရှိရင်ဒီတိုနာနေပြီးဒီ moisturizer စီရနေလို့ပေါ့နော်မျက်နှာတွေကိုစိတ်ဝင်ဖို့ကူညီပေးရပေါ့ဒီမင်းပြောခဲ့တဲ့အတိုင်းဒီနေ့မင်းကပြပြီးမှာ Healthy Shop ရဲ့ဒါစပစ်တိုနာလေးဖြစ်တယ်ပေါ့နော်မင်းတို့ကတိုနာသုံးမယ်ဆိုရင်တော့ cotton bud နဲ့သုံးလို့ရတယ်တစ်ခါကျရင်လည်း cotton bud ရှိတယ်မင်းကိုယ်တိုင်နဲ့တစ်ခါလေးလက်နဲ့ဟို bud ပတ်စိတ်ပြလိုက်ထားမျိုးရှိရနော်ဒါပေမဲ့ဒီလည်းမင်းမှန်တယ်လည်းဆိုရင်တော့ cotton bud နဲ့သုံးတာကောင်းတယ်မင်းဆောင်ဒီတိုနာလေးကိုမင်းကညာရွတ်တယ်ဒါပေမဲ့မင်းက23ဆက်ဆိုရင်တက်တော်လို့မင်းကယူစားတယ်အဲ့တော့မင်း23ပဲထည့်လိုက်တယ်ဒီဘွားနဲ့လေးကွဲနေတော့ဟိုဟာဒီပြန်တောင်းလိုက်မယ်ဟုတ်ပြီအဲ့တော့မင်းတို့နာကိုအဲ့လိုတောင်းလိုက်တယ်ရင်းဒီလိုပြန်ပြလိုက်မယ်နော်အဲ့တော့တိုနာကိုဒီမှာ23ဆက်ထည့်ထားတယ်အများကြီးတော့မထည့်ဘူးပေါ့နော်ဘာလို့ဆိုတော့ Healthy Shop တိုနာကသွား eco friendly နဲ့ပါတယ်အဲ့တော့အများကြီးလို့ရှိရင်မျက်လုံးကိုမျက်လုံးပို့လို့ရှိရင်ဒါမျက်လုံးမှာဒီ erosion တွေဖြစ်မယ်နည်းနည်းလေးဟို erosion လောက်ရှိနေပါဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့မင်းတို့အရင်ဆုံးဟိုဒီ3စလောက်ရင်ထည့်မျက်နှာပို့ပြီးပေါ့နော်အေးနာပဲကောင်းလိုက်တာပြီးနေကြစပြင်းနာမြာမှုရင်းနာပဲရမ်းကြိုက်တော့အမေလည်းမအမေရှိနေတာမှာဒီဆိုလို့ရှိရင်နာမေပြောဖို့ဆိုရင်လည်းစင်စားရရတယ်စကင်ကေကိုလေမြာလည်းစကင်ကေပြင်နေပါတော့တော့နာလည်းအကောင်လုံးကတော့ဘိုင်လုံးတက်ပြီးသားပြီမင်းနဲ့ဆက်တော့ပဲထဲနော်အရင်ရေးကြည့်တယ်မကြည့်အောင်အမေရဲ့ facial foam cleanser အရင်ကောင်းတော့အမေတာပဲကြံနေအရင်ကောင်းတဲ့ cleanser ဒီလိုမျိုးပြောင်းနေအောင်ထင်တယ်ဟုတ်ကြည့်ညနာကြည့်ဒီစပီချော့ရဲ့ဒီစပစ်တူနာညနာအစီပနဲ့လေတော့ရမ်းတင်တော့လေမင်းဆိုရှင်တစ်ခါလေးမှာညနာခွင့်လေးနဲ့လေဖြစ်တယ်ပေါ့နော်တစ်ခါလေးညဒီခွင့်ရကြိုက်တယ်အဲ့တော့မင်းနေမှာမင်းတစ်ခါစမ်းမှမင်းလို့ဆိုလို့ရှိရင်ဒီညနာအောက်ဆီဒိုက်ပြန်မယ်ခဏကြုံမယ်အဲ့တော့ဒီ Healthy Shop တွေပြန်လို့မျိုးအောက်ဆီဒိုက်ပဲဖြစ်အောင်လုပ်ပေးထားတယ်ညနာနေစီထတာတာစီပြီးရယ်မိတ်ကလေးညတွေအတွက်လည်းညနာနေစီမစတက်တော့ကြောင်မလားမိတ်ကတောင်မပြတ်စေဘူးလို့ရှိရင်မျိုးလုံးကြီးပေါ့နော်မျိုးလုံးကြီးမိတ်ကလေးလေးမျိုးရှိရင်လုံးကြီးစတိုင်တိုင်းကြောမှုတွေနဲ့အဲ့လိုမျိုးဖြစ်နိုင်တယ်ဖြစ်စေပေါ့နော်အဲ့တော့မင်းနေနေတော့ဒီ Healthy Shop တွေမှာလေးကိုအရန်ပေါ်ကြတယ်ပေါ့နော်မင်းကတော့အရန်ကြိုက်တယ်လည်းတာနဲ့အေးတယ်အသားရောင်ရန်စိတ်ဝင်နေပြီးတခြား skin care လေးကိုလည်းထောက်ပြီးတယ်ပေါ့နော်ပြီးရင်သူကစပစ်တီးရဲ့အစီအစဉ်လောက်ထားဖြစ်တဲ့ကြောင့်သူကမျက်နှာကိုတခြားလေးတန်ရှင်းစေရပြီးရင်စပစ်နာလေးမွေးပြီးတော့ချစ်တူနိုင်ကြပါလိမ့်ကိုဖြစ်ပေါ်စေမယ်ပေါ့နော်ပြီးရင်တစ်ခုမှဒီစပစ်တူနာကို23ဆက်ထပ်ပို့မတုံးဘူးပေါ့နော်တော့လို့ရှိရင်ဟိုညအရင်တောင်းတဲ့ခါကျလို့ရှိရင်ဒီ eco fortune ကလည်းလုံးချိန်တာလေးပါဖြစ်တတ်တယ်ပေါ့နော်အဲ့တော့လုံးဝ23ဆက်ထပ်ပို့မတုံးပါနဲ့လို့ရှိရင်ဒီပစ္စည်းအားလုံးကမိတစ်ခုမှကျင်တာ Healthy Shop ဒီကတေချာပေါက် laboratory ကနေပြီးတော့ dermatology နဲ့ test လုပ်ပြီးတာဖြစ်တယ်အဲ့တော့လူရင်းနဲ့ကိုယ်တိုင်ကြာစမ်းသပ်ထားတဲ့အတွက်ကြောင့်ဒီပစ္စည်းကနေပြီးတော့လူမျိုးအဲ့နဲ့ဘေးကမဖြစ်စေဘူးပြီးဒီပစ္စည်းကြောင့်ဟို steroid ထိရမျိုးဆိုတဲ့မျိုးဖြစ်စေဆိုတော့များ 100% အမှန်ခံတယ်ပေါ့နော်ဒီပစ္စည်းပြီးတော့ animal organ testing ပေါ့နော်ဟိုဒီ
ဒီပစ္စည်းကပေါ့နော်တိရစ္ဆာန်တွေမှာဆက်ထားတာမဟုတ်ဘူးအဲ့တော့တချို့ပစ္စည်းကယုံကြည်မှာဆက်ထားရှိတယ်ယုံကြည်မှာဆက်ထားရှိတယ်အဲ့လိုမျိုးပစ္စည်းမျိုးလုံးဝမဟုတ်ဘူးသူက animal testing ကို cancel ထားတယ်တဲ့အကြောင်းဘယ်တက်တော့မှာကိုကြောင့်ပြီးပါမဖြစ်စေပေါ့နော်အဲ့တော့ဒီလိုပစ္စည်းမျိုးကိုရွေးချယ်တာလူရင်းနဲ့ပဲကိုယ်တိုင် test လုပ်ထားပြီးတဲ့ကြောင့် comment တင်တော့လည်း safe ဖြစ်တယ်ကိုယ်တိုင်မျက်နှာကိုကိုယ်တိုင်သုံးတဲ့အခါမှာလည်းပို့ပြီးတော့ဒါ confident ပို့ရှိစေမယ်တုံနာသုံးသင်ဖြစ်မျက်နှာမှာရှိတဲ့အမြင့်ကြီးအားလုံးကိုဒါဖေရှားပြနိုင်တယ်ပေါ့နော်ဒီနေ့ blog ရလောက်ပါတယ်မင်းနဲ့တူနောက်ပတ်ဒီမှာနောက် blog တက်တဲ့နေပြန်တွေ့ကြမယ်ပေါ့နော်အဲ့ဒီ shop ပဲနည်းနည်းသုံးပြကြပါအောင်နော်